လုံးသွင်းနေရေးခွဲခဲ့တဲ့ဒီလောကရန်တွေရဲ့ကြားအပြစ်ကင်းတဲ့ကလေးလေးတယောက်ခေါ်ဆောင်လာခဲ့တယ် Oh baby ကြီးတဲ့သူခေါ်တဲ့လေးရဲ့ရဲ့ဘူးဆုံးစကားစပြောချိန်တတိယရေလူဘဝကခံမရခက်တဲ့အမေဖြေကိုစီနေနဲ့လောကပုံစားသဘာဝပဲအချိန်တန်ရွယ်ရောက်ရင်ဟိုစင်ရင်ရပဲတိတ်လို့ဆန္ဒများ